ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့လက်တွေ့သင်ခန်းစာအနေနဲ့ဘာလို့ပြသွားခြင်းလဲဆိုတော့အခုကလည်းအတာတကြံနဲ့လည်းနီးလာပြီနှစ်လဲကူးတော့မယ်ဆိုတော့ဒီနှစ်ကူးနဲ့ပတ်သက်ပြီးတော့ဗောနော်သက်ဆိုင်တဲ့လုံးလို့ရတာလေးတခုကိုကျွန်တော်သင်ပေးခြင်းပါတယ်အဲ့ဒါကတော့တချို့လည်းလောက်တတ်ကြမယ်ဘာဖြစ်လို့လဲဆိုတော့ AI daily တို့ဘာလို့အမြဲတမ်းသုံးနေတဲ့လူတွေဆိုလို့ရှိရင်လည်းအကြံလေးတွေပါလေးရပြီးတော့ကိုယ့်အကူသုံးတာမျိုးလည်းရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အားလုံးလည်းမသိသေးတဲ့လူတွေလည်းသိသွားအောင်သိတဲ့လူတွေလည်းပို့ပြီးတော့သိသွားအောင်ကျွန်တော်သင်ပေးခြင်းတယ်အဲ့ဒါကတော့ AI နဲ့ပုံထုတ်တဲ့နည်းပေါ့နော် AI နဲ့ပုံထုတ်တဲ့နည်းဆိုတော့ပုံတွေကတော့အမျိုးမျိုးထုတ်လို့ရတယ်ဗျAI နဲ့ပတ်သက်ပြီးတော့တွေ့လဲတွေ့ကြမှာပါနော်အင်တာနက်ပေါ်မှာပုံတွေထုတ်ကြတာအများကြီးရှိတယ်များသောအားဖြင့်အခုခေတ်ကဆိုပိုတော့များလာပြီပေါ့ဗျာ AI နဲ့ပတ်သက်ပြီးပုံလေးတွေထုတ်ကြတာရှိတယ်လူကြီးတွေအနေနဲ့ပေါ့နော်IT ပညာသိမကျွမ်းကျင်သေးတဲ့လူတွေအနေနဲ့ကတော့ခက်ကြီးတွေထုတ်เสียမလိုပါဘူးကိုနဲ့ကိုလုံနိုင်တဲ့နှစ်သက်တဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတွေထုတ်လို့ရတယ်အခုဆိုရင်ကျွန်တော်တို့ကပြောသလိုပဲအတာတကြံနာနီးလာပြီဖြစ်တဲ့အတွက်ကြောင့်နှစ်ကူးစုတောင်းလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့ထုတ်ကြည့်ကြမယ်နော်Android မှာလည်းထုတ်ကြည့်မယ်အချိန်ရလို့ရှိရင်ကျွန်တော် iPhone မှာလည်းထုတ်ပြမယ်ပေါ့နော်နှစ်ခုလုံးကြည့်ကြည့်တော့ပို့ပြီးတော့နည်းနည်းရှင်းသွားတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ပထမဦးဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်အမြဲတမ်းလုပ်လေးရှိသလိုပေါ့နော်ကျွန်တော်ကဒီမှာစာရိုက်ပြရင်ကြာမှာစိုးလို့ကျွန်တော်က prompt ကိုတစ်ခါတည်းရေးထားလိုက်မယ်နော် prompt ဆိုတော့သိကြမှာပါခိုင်းစေတဲ့AI ကိုခိုင်းစေတဲ့စကားပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေပေါ့နော်ကျွန်တော်ကဒီ prompt မှာဘာလို့အဓိကကျွန်တော်ပြောမလဲဆိုတော့ကျွန်တော်ဟိုအတာကြံနှစ်သစ်ဆူတောင်းအတွက်ပုံတစ်ပုံလောက်ထုတ်ပေးပါရွှင်လန်းချမ်းမြေပါစီဆိုတဲ့စာသားလေးထည့်ပေးပါကျွန်တော်နာမည် AK မိုးပါထည့်ပေးပါဒီနေရာမှာပေါ့နော်ကိုညံရှိသလိုပြောင်းလို့ရပါတယ်ကိုကြိုက်တဲ့ဟာဥမာရွှင်လန်းချမ်းမြေပါစီအစားအေးချမ်းပါစီအတာရင်နဲ့တူအေးချမ်းပါစီအဲ့ဒါမျိုးလေးတွေလည်းပြောင်းလို့ရတယ်ကိုနာမည်လည်းကိုထည့်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကအားလုံးကိုလုံနိုင်အောင်ကျွန်တော်အစမ်းပြတဲ့အနေနဲ့အဲ့လိုလုပ်ပြလိုက်တာပါနော်အဲ့တော့စစချင်းကျွန်တော်တို့မလုပ်မလဲဆိုတော့ဒီ prompt ကိုကူးမယ်ပေါ့နော်ပုံမှန်ပါပဲကျွန်တော်တို့ကူးနေကြအတိုင်းပါပဲဒါတွေကတော့အကုန်လုံးတက်ကြမှာပေါ့နော်ကူးလိုက်မယ်ကူးပြီးလို့ရှိရင်ကျွန်တော်တို့နှစ်ခုလုံးမှာစမ်းကြည့်မယ်ပေါ့နော်Gemini မှာလည်းစမ်းကြည့်မယ်ကို Pilot မှာလည်းစမ်းကြည့်မယ်နောက်တစ်ခုကျွန်တော်သင်ပေးထားတဲ့ Claude မှာလည်းစမ်းရင်စမ်းလို့ရတယ်နော်စမ်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုပြသွားမလဲဆိုတော့ကျွန်တော် Gemini နဲ့စလိုက်မယ်ပေါ့ဗျာနော် Gemini နဲ့စလိုက်မယ်Gemini နဲ့စလိုက်မယ်ဆိုလို့ရှိရင် तू ကအဲ့မှာတခါတည်းပြောတာလေးရှိပါတယ်သိမလားဟိုဥမာဆိုလို့ရှိရင် where should we start create image အဲ့ဒါမျိုးလဲလုပ်လို့ရတယ်နော်ဒါပေမဲ့လည်းတခါတည်း prompt မှာလည်းလုပ်လို့ရတယ်နော်လောလောဆယ်တော့ကျွန်တော်တို့တခုတော့ရှိတယ်ပေါ့နော်ပုံထုတ်တယ်ဆိုတာမျိုးကကျွန်တော်တို့ကအခုက Gemini တို့ကို Pilot တို့ကိုကျွန်တော်သင်ပေးတဲ့ဟာတွေအကုန်လုံးက free ပေါ့နော် free အနေနဲ့အခမဲ့သုံးလို့ရတဲ့အမျိုးအစားတွေဖြစ်တဲ့ခါကြတော့ဒီပုံတော့ဘာလို့ထုတ်တယ်ဆိုတာစာမေးတာထက်စာလို့ရှိရင်ပို့ပြီးတော့တုံးဆွဲမှုကြီးရပေါ့နော်ကျွန်တော်တခါတော့ရှင်းပြဖို့တဲ့ထမတုံကင်ဆိုတာရှိရ AI တွေကကျွန်တော်တို့တုံကင်တွေပေးတယ်ပေါ့ဗျာအဲ့တုံကင်တွေမှာပေးတဲ့အခါကျတော့အဲ့တုံကင်ပေါ်မှာမူတည်ပြီးတော့သူကပုံဘလောက်ထုတ်လို့ရတယ်ဒီနေ့ကိုပုံဘလောက်ထုတ်လို့ရတယ်ဆိုတဲ့ကန့်သက်ချက်လေးရှိတယ်ပုံကအသေးစိတ်လေးပို့ပြီးတော့တုံကင်ပေါ့နော်သုံးတာပုံများလေးတွေဖြစ်တယ်အခုတော့ကျွန်တော်ရိုးရိုးလေးပဲပြောနော်ခုနကတော့ကျွန်တော်တို့ copy ကူးလာတဲ့ prompt ကိုပဲကျွန်တော်တို့ copy paste လုပ်လိုက်မယ်နော် paste လုပ်လိုက်မယ် paste လုပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲနော်ဘာမှမဟုတ်ဘူးကျွန်တော်ဒီတိုင်းပဲစမ်းကြည့်လိုက်မယ်နော်စမ်းကြည့်လိုက်မယ်စမ်းကြည့်လိုက်ဆိုတော့သူက create ပုံထုတ်နေပါပြီတဲ့သူဒါမဲ့သူက
may you be joyful and peaceful တဲ့သူကကျွန်တော်မြန်မာလိုသူစာတန်းထိုးပေးမလားအင်္ဂလိပ်လိုစာတန်းထိုးမလားတော့ကျွန်တော်တို့မသိဘူးပေါ့ဗျာဒါပေမဲ့ကြည့်လိုက်ပါနော်အဲ့ဒါလေခုနပြောသလိုပဲရာသီဥတုပေါ်ပုံမူတည်ပြီးတော့နော်ရာသီဥတုတော်ဖြစ်သွားတယ်သူ့ရဲ့ကိုခိုင်းတဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်ပုံလေးတွေကအမျိုးမျိုးထွက်နိုင်တယ်ပေါ့နော်အခုဆိုသူထွက်လာပါပြီပုံလေးတွေ့လာမသိနော်ကျွန်တော်လူလေးနေလိုက်ပို့ရောမြင်းမြင်းသားသားလေးပေါ်တယ်ရှင်လန်းချမ်းမြေပါစီအကီမူဆိုတာပေါ့ကျွန်တော်လည်းချဲ့ပြမယ်နော်ချဲ့ပြရင်တော့ပုံမြင်ရပါတယ်နော်အော်သူလာမှဂျန်ပေါ့ဗျာသူကတော့ဟိုအတာဂျန်ဆိုတဲ့ပုံစံတိုင်းပဲသူကတော့ဂျန်ရေပတ်နေတဲ့ပုံတွေပဲထည့်ပေးတယ်ပေါ့ဗျာအဲ့လိုမျိုးရေပတ်နေတဲ့ပုံတွေပဲမကြိုက်ဘူးဖျားပုံလို့ပေါ့လုတ်ချင်တယ်ဆိုလို့ရှိရင်လေအပြောလိုက်လို့ရပါတယ်။ဟိုငါ့ကိုတော့ဖျားပုံလေးထည့်ပေးပါဇီဒီပုံလေးထည့်ပေးပါအမှညောင်းရီသွန်းနေတဲ့ပုံလေးထည့်ပေးအဲ့လိုမျိုးပေါ့နော်ကိုပြောချင်တဲ့ကိုဖြစ်စေချင်တဲ့ပုံလေးတွေပြောလို့ရတယ်ဗျာနော်ဒါဆိုလို့ရှိရင်ဒါပုံလေးတစ်ပုံထွက်လာပြီပေါ့နော်ဒီပုံလေးထွက်လာပြီမစိုးတော့မစိုးပါဘူးဗျာကျွန်တော်အကြိုက်ကြီးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုပေါ့ဗျာယောက်ျားလေးတွေမိန်းကလေးတွေရေပတ်နေတဲ့ပုံလေးကလည်းကောင်းပါတယ်နော်ရှင်လန်းချမ်းမြေပါစေဆိုတဲ့ဟာမျိုးလေးစာသားလေးမြန်မာစာသားလေးမှန်တယ်မြန်မာလိုရေးခိုင်းတဲ့ခါကြလို့ရှိရင်ကျွန်တော်အတွေ့အကြုံရပါနော်ဂျမနိုင်ကမြန်မာစာကိုတခြား AI တွေစာလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့ကောင်းမွန်တာကိုတွေ့ရတယ်ပေါ့နော်ဒီမှာတော့သူကဒီချာချာလေးရေးပေးတယ်အဲ့ဒီပုံကိုကျွန်တော်တို့ကဒီမှာ save လုပ်လို့ရတယ်နော် save လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ပုံမှန်ပေါ့ဗျာဘယ်လိုသွားမလဲဆိုတော့ဒီပုံလေးကကျွန်တော်တို့ဒီဟိုအမြဲတမ်းသွားနေကြသူ့ရဲ့ဟိုဥမာပုံနဲ့ပုံသိမ်းတဲ့နေရာတွေမှာရောက်သွားမှာပေါ့နော်ဟိုဒါတော့ကိုယ့်ရဲ့ဟိုဖုန်းနဲ့ဆိုင်နေပေါ့ဗျာကျွန်တော်လည်းဒီဖုန်းသိသုံးနေတော့မရှိတော့ဘယ်မှာသွားသိမ်းလိုက်မှန်းတော့မသိဘူးဖိုတိုပေါ့ဗျာဖိုတိုမှာတော့သူ့ရဲ့ဖိုတိုတနေရာမှာတော့ရှိမှာပေါ့နော်အဲ့လိုဆိုတော့ကိစ္စတော့မရှိပါဘူးเนาะအဲ့ပုံလေးကဟိုသူ့ရဲ့ photo app တစ်ခုခုထဲမှာရှိလိမ့်မယ်เนาะအဲ့ဒါလေးကိုပြန်ရှာကြည့်လိုက်လို့ရတယ်เนาะအဲ့ဒါပြီးတဲ့အခါကျတော့ကျွန်တော်တို့ကကို pilot နဲ့တွားပြီးတော့ပြမယ်เนาะကို pilot ဒီဟာပဲဒီ prompt ပဲကျွန်တော်တို့မပြောင်းတော့ဘူးเนาะမပြောင်းတော့သူ့မှာလည်းအဲ့လိုရှိတယ်ခုနကကျွန်တော်ပြောသလိုပဲ create image ရှိတယ်เนาะဟို create image လုပ်ပြီးတော့လေလုပ်ခိုင်းလို့ရတယ်နော်ပြဿနာမရှိဘူးကျွန်တော်က create image ဆိုတော့နှိပ်လိုက်လို့လည်းရတယ် I want to create image ဆိုတဲ့ဟာမျိုးလုပ်လိုက်ခိုင်းလို့ရတယ်အပြီးသွားလို့ရှိရင်ကိုကဒါပေမဲ့ခက်တာတခါကျလို့ရှိရင်အဲ့လို create image လုပ်လိုက်လို့ရှိရင် तू ကသူကဘာလုပ်ချင်တာလဲဘာညာဆိုပြီး तू ပြောပြတယ်ပေါ့နော် तू ပြောပြလေးရှိတယ်ဩငါတို့ဘယ်လိုပုံစံမျိုးလေးလိုချင်တာလဲဒါမျိုးလေးတော့ तू ရှင်းပြရှိတယ်အင်္ဂလိပ်လိုရှင်းပြတာပေါ့နော် तू ကပြောတယ်ဥပမာဆို realistic ဟိုဓာတ်ပုံနဲ့ပုံစံမျိုး तू ကမျိုးလုံချင်တာလားဒါမှမဟုတ်ပကြီးဆွဲထားတာမျိုးလိုချင်တာ enemy ဆိုတာကတ်တွန်းပုံလေးတွေလုပ်ချင်တာလား minimalist ပေါ့နော် minimalist ဆိုတာတော့ဟိုရိုးရှင်းပုံစံမျိုးလိုချင်တာလားရုပ်ရှင်ပုံစံမျိုးလိုချင်တာလားဆိုတာမျိုးလေး तू ပြောတာမျိုးလေးရှိရပေါ့နော်အဲ့ဒါမျိုးလေးတွေထည့်ပြီးတော့မေးလို့လည်းရတယ်ဥပမာပြောဗျာကျွန်တော်ပြောပြမယ်နော်အခုဆိုရင်ကျွန်တော်ခုနကတော့ copy ကူးထားတဲ့ဟာလေးပြန်ထည့်လိုက်မယ်နော်ဒီဟာလေးကိုပဲကျွန်တော်ထည့်လိုက်ထည့်ပြီးတဲ့အခါကျရင်ကျွန်တော်ကဆိုကြပါစို့ဗျာဥပမာပေါ့နော်ဟိုဒီထဲမှာကျွန်တော်က blue style လေးသဘောကျမလဲကျွန်တော်လုတ်ချင်တာလေးရှိမလဲဆိုရင်ကျွန်တော်က style လို့ရေးလိုက်ပြီးတော့အဲ့ဒီမှာ तू ပြောတဲ့ style လေးတခုကျွန်တော်ယူလိုက်မယ်ပေါ့ဗျာဥပမာဆိုရင်တော့ painterly ပေါ့နော် style ကိုကျွန်တော်သူပြောသလိုပဲပြောလိုက်မယ် painterly ပေါ့နော်အဲ့လိုမျိုး style လေးလုပ်ပေးပါဆိုပြီးတော့ကျွန်တော်ပြောလိုက်နော်ဒါ तू ပြောတဲ့ style လေးကိုပဲကျွန်တော်တန်းနေတော့ဟိုရေးလိုက်တာပဲဘာမှတော့မဟုတ်ဘူးနော်ကြည့်လိုက်ပေါ့နော်ဘလူးမျိုးပုံစံမျိုးလေးဖြစ်သွားမလဲဆိုတာမျိုးကြည့်လိုက်ပေါ့နော်အဲ့မှာ तू ကသူကကျွန်တော် sign in နေပဲလောက်ခိုင်းတယ်ပေါ့ဗျာရပါတယ် sign in လောက်ဆိုလဲကျွန်တော်လောက်လိုက်တော့ဗျာဘာမှတော့သိတော့မထူးပါဘူးဟောကျွန်တော် sign in လောက်စုပ်ပြီးတော့ပြန်ထွက်သွားတယ်ဒါဟုတ်ရဲ့ကျွန်တော်ပြန်လုပ်လိုက်မယ်ဗျာပြဿနာမရှိပါဘူးเนาะကျွန်တော်တို့ခုနကတော့ပြောထားတဲ့သူ
သူပြောနေတဲ့ဟာမျိုးခုနကတော့ဟာကိုဟိုမမှတ်မိဘူးပေါ့နော်ခုနသူပြောတဲ့ဟာလေးတွေမမှတ်မိဆိုလဲခုနကတော့ပြောသလိုပဲ create image ပေါ့နော် I want to create image ဆိုသူပြောပြလိုက်မယ် create let's shape ဒါတော့အင်္ဂလိပ်လိုရေးထားတာပေါ့ဗျာအဲ့တော့လည်းမခက်ပါဘူး coffee တော့ကျွန်တော်ပြောသလိုကျွန်တော်အရင်တော့လည်းသင်ပေးတာရှိပါတယ်မြန်မာလိုဘာသာပြန်ပေးပါဆိုလဲသူလေပြန်ပေးတာပေါ့နော်ဒါပေမဲ့ဒီမှာတော့သူပြောပြထားတယ်ရှိ style လေးရှိရ blue style လေးလိုချင်တာလဲ style ဆိုတော့သူကပြောတယ်ပေါ့နော် blue style လေးလိုချင်တာလဲဆိုတဲ့ဟာမျိုးလေးပြောတာရှိတယ်ဒါပေမဲ့ခုနကပြောသလိုပဲကျွန်တော်မြန်မာလိုပဲကျွန်တော်တို့ copy ကူးထားတဲ့ prompt ကိုပဲကျွန်တော်ပြန်ကူးထည့်လိုက်နော်ကူးထည့်ပြလိုက်ရအဲ့မှာကျွန်တော်ပြချင်တာလေးကိုတခါလေးပြလို့ရအောင်ပါဟိုတဘောကြတယ်လို့နော်ကျွန်တော်ပြောတာလေးကျွန်တော်အများအားပြောလေးရှိပါတယ်သင်တန်းမှာကျွန်တော်တို့ကသင်ပေးတာကတော့အခြေခံလေးတွေသင်ပေးလိုက်တယ်အဲ့မှာကိုညံကိုမြူးနိုင်တယ်လို့လောက်ကြပါနော်အဲ့ဒါပြဿနာမရှိဘူးကျွန်တော်တို့ paintly လို့ကျွန်တော်ရေးလိုက်မယ်နော်သူရေးထားတဲ့အတိုင်းပေါ့နော်ဒီမှာ paintly လို့ရေးထားကျွန်တော် paintly လို့ရေးတယ်ရေးပြီးတော့ကျွန်တော်ထုတ်ခိုင်းလိုက်နော်အဲ့တော့ဆိုသူကပြောတယ်သူပုံထုတ်နေပါပြီဆိုပြီးတော့သူကပုံလေးကိုသူ generate အဲ့ဒါလဲခုနပြောသလိုပေါ့နော် internet line ပေါ်မှာလဲမူတည်တယ်တခါလေးကြားလို့ရှိရင်လဲဟိုကိုယ့်ရဲ့ internet ကောင်းမြင်မှုပေါ်လဲမူတည်တယ်ဖုန်းပေါ်မှာလဲမူတည်နော်တခါကျရင်ချုပ်ဖုန်းတွေကနည်းနည်းကြားတတ်တယ်သူတို့ရဲ့ဒီကိုပိုင်လို့ Gemini တို့အားမှုမအားမှုပေါ်လဲမူတည်တယ်တခါကျရင်သူတို့လည်းအလုပ်များတယ်အလုပ်များတော့ခါကျရင်သူတို့တခါကျရင်ပုံထုတ်တာတော့သိပြီးတော့ဟိုကြာတယ်ပေါ့ဗျာပုံမှန်နဲ့ဆိုဒါဆိုခုနတွေ့လာဟို Gemini မှာပုံထုတ်တော့ဆိုရင် Gemini ကတော်တော်လေးမြန်တယ်ကိုပိုင်လို့ကကြာတော့နည်းနည်းလေးကြာတယ်ပေါ့နော်သူနည်းနည်းလေးကြာဒါပေမဲ့ထွက်မှာပါပြဿနာတော့မရှိဘူးထွက်မှာခုနကတော့သူထုတ်တဲ့ပုံစံလေးပေါ့အော်ဒီမှာကျတော့သူပုံစံတစ်မျိုးပေါ့နော်ဒါအောင်ပြောတာပါ AI တစ်မျိုးနဲ့တစ်မျိုးမှာကွာခြားမှုလေးတွေရှိနော်ကွာခြားမှုလေးတွေရှိတယ်ဆိုတဲ့အခါကျတော့သူဒီဟာလေးကတော့နည်းနည်းတော့ကြာတယ်သူတော့လေလာမယ်ကြာမယ်ပေါ့နော်အဲ့လိုလေးဖြစ်နေတာပေါ့ကဲသူမထွက်လာပါပြီထွက်လာပြီစောင့်ရတယ်တော်လေဟိုအေးနဲ့မိတဲ့ခါကျတော့စိတ်ရှည်သီးခံပါနော်ဒီမှာကျတော့တွေ့လားဒီမှာကျတော့တွေ့လားဆိုတော့ဗာလဲဆိုတော့မြန်မာလိုရေးတာမှားတယ်နော်သူကတော့မြန်မာလိုကျွန်တော်ကပြောသလိုပဲ Gemini လောက်မြန်မာစာကိုသူတို့ကမပိုင်နိုင်ကြဘူးသူရေးထားတဲ့စာကကျွန်တော်ထင်တယ်မြန်မာလိုလဲမဟုတ်ဘူးပေါ့နော်ဒါပေမဲ့နာမည်အင်္ဂလိပ်လိုနာမည်လေးကတော့မှန်တယ်ပုံဆိုတော့လေပုံမို့ဗျာနော်ဟိုပကြီးကားလေးနဲ့တော့တူပါတယ်နော်ဟိုပကြီးကားလေးနဲ့တော့တူပါတယ်ရွှေတကုံဖျားတို့ရေပတ်နေတာလေးတွေတို့အဲ့အမျိုးလေးတွေပါတယ်ပေါ့နော်အကုန်လုံးပဲသူပါတယ်ဒါပေမဲ့မြန်မာစာကတော့ကျွန်တော်လည်းနားမလည်ဘူးထိုင်းစာနဲ့တော့နည်းနည်းဆင်တယ်ဒါပေမဲ့ထိုင်းလည်းမဟုတ်တော့ဘူးထင်တယ်နော်တောင်းပြောတာကိုပိုင်လို့ဘာလို့ကကြတော့မြန်မာစာကိုတိတ်မကျွမ်းကျင်ဘူးပြောရမယ်ဆိုလို့ရှိရင် Gemini ကတော့ကျွန်တော်အတွေ့အကြုံကတော့မြန်မာစာကိုပို့ပြီးတော့ပိုင်နေရှိရမြန်မာလူကြီးခိုင်းလို့ရှိရင်ဒီကတော့မြည်ဥပမာဗျာဟိုဒါမျိုးမလုံးတတ်ဘူးဆိုလို့ရှိရင်လေကိုအင်္ဂလိပ်လိုနည်းနည်းပေါ့နော်နည်းနည်းအများတွေကိုပြချင်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုရေးခိုင်းလို့လည်းရပါတယ်အင်္ဂလိပ်လိုရေးခိုင်းလို့ရှိရင်ခုနကပြောလို့ရွှေလိုင်းချမ်းမြေပါစီဆိုတဲ့ဟာကိုငါ့ကိုအင်္ဂလိပ်လိုဘာသာပြန်ပေးပါဆိုလို့ရှိရင်အင်္ဂလိပ်လိုစာတမ်းလေးထွက်လာလိမ့်မယ်ဗျာအဲ့ဒါလေးကိုအဲ့ prompt မှာထည့်လိုက်ပေါ့နော်အင်္ဂလိပ်လိုဒါပါခြင်းတယ်နောက်ပြီးတော့နာမည်ကိုနာမည်လေးပါခြင်းတယ်ဆိုလို့ရှိရင်လဲထွက်တယ်နော်ဒါကလည်းဒါကတော့ကျွန်တော်ပြတယ်လို့ပဲเนาะခုနကတော့ပါပဲပုံသိမ်းလိုက်လို့ရတယ်เนาะသူပုံကိုသိမ်းလိုက်မယ်ဆိုလို့ရှိရင် your device ထဲမှာစိလိုက်ပြီတဲ့เนาะအဲ့တော့ကို device ထဲမှာကိုပြန်ရှာကြည့်ဖို့ဗျာเนาะပြန်ရှာကြည့်ဖို့ကျွန်တော် photo ဆိုဒီမှာ photo app ထဲမှာပေါ့ဗျာကျွန်တော် like ရှာနေမတွေ့လို့เนาะဟုတ်let's go ဗျာဒါပါဒီစမ်းရှိပါခုနကတော့ကျွန်တော်သိမ်းလိုက်တဲ့ပုံလေးတွေတော့ဘယ်ရောက်သွားလဲမသိဘူး။အော်ဒီမှာပါdownload ထဲမှာဟုတ်ပြီနော်ဒီမှာပုံလေးတစ်ပုံကြည့်ရဲ
တော့ကျွန်တော်သိမ်းလိုက်တဲ့ဟာဒီမှာလဲပုံတစ်ပုံရှိတယ်နော်အဲ့ဒါမျိုးလေးတွေကိုကိုက share လို့ရတယ်ပေါ့ဗျာဥပမာကိုက Facebook တို့တင်ငယ်ချင်းတို့ဘာလို့ရှိတယ်ဆိုလဲ share ပါ comment တွေပါဒီထဲမှာလဲဝင်ရေးလို့ရတယ် copy လေးကူးပြီးတော့လာထည့်လို့ရတယ်ကိုစိတ်ကြိုက်တယ်လို့ပါနော်ကျွန်တော်လည်းလာပြန်ပြကြပါနော်ဟိုကိုလောက်ထားတဲ့ပုံလေးတွေကိုကျွန်တော်ရဲ့ Facebook page Lowberry page မှာလည်းလာပြလို့ရတယ်လို့ကျွန်တော် AK မိုးအဲ comment လေးတွေမှာရေးပြီးတော့ပြကြပါဗျာနော်ကျွန်တော်လည်းချီရခါကြတော့ဘလောက်တောင်မှလုံးတက်ကြတယ်လေကျွန်တော်လည်းချီပြီးတော့ဝမ်းတာတယောက်နှုတ်ဟိုနှစ်သက်ဆူတောင်းပေါ့နော်နှစ်သက်ဆူတောင်းလေးတွေတယောက်နဲ့တယောက်ပုံပြပြီးတော့လုပ်လို့ရပါတယ်ဒါကတော့ Android phone နဲ့လုံနီးပါတခါလေးပေါ့ဗျာတလက်ဆက်တဲ့ iPhone နဲ့လည်းပြလိုက်ပါမယ်နော်ဟိုအများကြီးတော့ကွာခြားချက်မရှိဘူးတူတူပဲသို့တော့iPhone user တွေလည်းရှိတယ်ဆိုတဲ့ခါကျတော့ iPhone မှာလည်းဘယ်လိုသုံးလို့ရတယ်ဆိုတာလေးလေကျွန်တော်တခါလေးပြလိုက်မယ်နော်ဟို Android phone user တွေလည်းကြည့်လိုက်ကြပါနော်ဘာပဲဖြစ်ဖြစ်ဟိုအကုန်လုံးအစအဆုံးတခါကျရင်ကျွန်တော်ဖြစ်တတ်တာလေးပြောပြမယ်နော်ကျွန်တော်က iPhone နဲ့တခါကျရင်ပြနေရင်းနဲ့ဟိုဒီ AI app ရဲ့ဟိုထူးခြားချက်လေးတွေပါလေတွေ့လို့ရှိရင်ကျွန်တော်ဆက်ပြောတာလေးရှိတယ်ကျွန်တော်ဟို Android phone ဟာငါတို့က iPhone နဲ့မဆိုင်ဘူးဆိုပြီးမကြည့်လိုက်လို့ရှိရင်ကျွန်တော်ကဖုန်းအမျိုးပြရတယ်ဆိုရင်တခါကျရင် app ရဲ့ထူးခြားချက်လေးတွေကိုလည်းကျွန်တော်ပြောပြသွားတာရှိတယ်ဖုန်းရဲ့ app တွေကတော့တူတူပဲဗျဥပမာ Gemini app ဆိုလဲ Android app နဲ့ဟို iOS ပေါ့နော် Apple app ကတူတူပဲเนาะအဲ့ဒီခါကျတော့နည်းနည်းလေးတွေကွာခြားတာမျိုးတော့ရှိမယ်သို့တော်လေဘယ်သူပဲဖြစ်ဖြစ်ကြည့်လိုက်ပါเนาะဒီမှာလဲကျွန်တော်ရေးထားတာရှိတယ်မြန်မာလိုရေးထားတာဒီမှာလဲဒီလိုပုံစံပါပဲကျွန်တော်ဒါတော့ကျွန်တော်တော့ဟိုရေနှစ်ကွာတော့မထည့်တော့ဘူးပေါ့ဗျာကျွန်တော်အနေနဲ့တော့ဟိုနှစ်တစ်တို့ဘာတော့ဟိုအတာတကြံတို့ဘာတော့မထည့်တော့ဘူးဗျာကျွန်တော်ရိုးပဲကျွန်တော်နှစ်ကူးစုတောင်းပုံလောက်ထုတ်ပေးပါဘေးရန်ကင်းပါစီဆိုတဲ့စာသားလေးထည့်ပေးပါနာမည် AK မူဒီခါတော့ကျွန်တော်မြန်မာလိုပေါ့နော်မြန်မာလိုလောက်ခိုင်းကြည့်လိုက်မယ်ဗျာရသည်ဖြစ်သည်မရသည်ဖြစ်စီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ copy ကူးလိုက်မယ်နော်တူတူပါပဲ copy ကူးနေရတော့ဖုန်းတိုင်းကတူတူပဲနော်ကျွန်တော်လုံးတက်သွားအောင်ဒါတွေကနေဟိုကွန်ပျူတာနဲ့လုပ်လဲရတယ်နော်ကျွန်တော်ကွန်ပျူတာနဲ့တော့မပြတော့ဘူးဗျာဘာလို့ဆိုတော့ဟိုဘာမှတော့တိတ်မထူးဆိုတော့လေဒီခါတော့ကျွန်တော် Gemini သွားလိုက်မယ်နော် Gemini ကိုသွားမယ် Gemini ကိုသွားတဲ့အခါကြောက်လို့ရှိရင်Gemini ကတော့သူကတော့တခါကျရင် Gemini ဟိုတမျိုးပါနော်သူတို့ဟာလေးအစ်စ်လေးတွေကြော်ညာလေးရှိပဲလောလောဆယ်တော့ကျွန်တော်အဲ့ဒါလေးမပြတော့ပါဘူးနော်ကျွန်တော်ဟိုလွယ်တာလေးပဲပြင်ပြလိုက်မယ်နော်ကျွန်တော်ဒီမှာခုနကတော့ပြောသလိုပဲကျွန်တော် paste လုပ်လိုက်မယ်ပေါ့ဗျာနော်ကျွန်တော် copy ကူးလာတာလေးကိုကျွန်တော် paste လုပ်လိုက်မယ်ကျွန်တော်နေ့ဒီပုံလောက်ထုတ်ပေးပါဘေးရန်ကင်းပါစီဆိုတဲ့စာသားလေးထည့်ပေးပါနာမည် AK မူလေးထည့်ပေးပါနော်အဲ့မှာခုနကတော့လိုပဲပေါ့နော်ခုနကတော့လိုပဲကျွန်တော် style တို့ဘာတို့ကိုပြောင်းလို့ရတယ်နော်ခုနကပြောပေါ့ကျွန်တော်ခုနကတော့မှတ်မိတာကpaint လေးရှိတယ် realistic ဆိုတာတခုရှိ realistic ဆိုတာတော့ဗျာဟိုတကယ်ပုံစံတူတာပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်ဥမာပေါ့ကတ်တွန်းပေါ့နော်ကတ်တွန်း style လို့ကတ်တွန်းလို့ရေးလိုက်မယ်ကတ်တွန်းပုံစံလေးမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်သူ့ရဲ့ style လေးတွေရှိတယ်ဟိုသူတို့ဟိုကျွန်တော်တို့ဟိုပေါ့နော်အင်္ဂလိပ်လိုခေါ်တော့ enemy လို့လည်းခေါ်တယ်နော် animation ပေါ့နော် animation အတူက enemy လို့လည်းခေါ်တယ်အဲ့တော့ enemy style ပေါ့ဗျာလုံးကြည့်လိုက်မယ်ဗျာနော်ဘယ်လိုထွက်လာမလဲဆိုတော့လေသိရတာပေါ့နော်သူထုတ်ပြီဆိုတော့သူတောင်းပြောတာပါတခါတလေတော့လေကိုယ့်ရဲ့ line connection တွေပါမူတည်တယ်တခါလေကြာလို့ရှိရင်တော့လေကြာတတ်တယ်ခါလေလေမြန်တတ်တယ်နော်အဲ့တော့မြန်နေတယ်ဆိုတာကတော့ကိုယ့်ဖုန်းနဲ့လည်းဆိုင်တယ်လို့သူ့ရဲ့ line နဲ့လည်းဆိုင်တယ်တခါလေကျတော့ဒီမှာကျတော့သူကenemy style လေးဒါလေးကတော့ကျွန်တော်သဘောကျချစ်စရာကောင်းတယ်ပေါ့နော်သူကenemy ဆိုတာခုနကကျွန်တော်ပြောသလိုပေါ့နော်ကတ်တွန်းပေါ့နော်မြန်မာစာလည်းမှန်တယ်နော်ဒါလေးဆိုရင်တော်တော်လှတယ်နော်ဘေးရန်ခင်ပါစေအကီမိုနော်ဒါမျိုးလေးပေါ့ဗျာနော်အဲ့ရောအဲ့လိုပုံလေးထွက်လာလို့ရှိရင်ကိုယ့်ကို save ထားလို့ရတယ်
ပုံလေးတွေကတော့ကြီးတတ်တယ်ပုံကြီးရင်ဖုန်းတွေက space ပေါ့နော်အဲ့ဒါလေးတွေနေရာပုတ်သွားတော့တခါလေကြောက်တော့ရှင်တော့ပြန်ဖြတ်ပေါ့နော်ပုံလေးတွေကကြီးတတ်တော့ပြောသလိုပဲပုံ save လုပ်လို့ရတယ်ပြီးတော့လို့ရှင်ပြန်ပြီးတော့ share လို့ရတယ်ပေါ့နော်ဟိုမှာဆိုရင်Viber တို့ Messenger တို့က share တယ်လို့ပေါ့နော် share ပြီးတော့ save ပြီးတော့ကိုယ်ဖုန်းကနေပြီးတော့ပြန် share လဲရတယ်နော်ကိုယ့်ကိုဖန်တီးတော့ဗျာကိုစိတ်ကြိုက်လေးဖန်တီးလို့ရတာပေါ့နော်သူများတချို့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့သူများပို့တဲ့ပုံလေးတွေပဲပြန်ပို့ရတဲ့ခါမျိုးလေးရှိအောင်ဒါမျိုးဆိုလို့ရှိရင်တော့ကိုနာမည်လေးတွေနဲ့နော်ကိုရေးချင်တဲ့စာလေးတွေနဲ့မျိုးစုံရေးလို့ရတယ်နော်ကိုစိတ်ကြိုက်ရေးပေါ့နော်အဲ့လိုကိုစိတ်ကြိုက်လေးစာလေးတွေရေးပြီးတော့လုပ်လို့ရတယ်ပြလက်စားတဲ့တခါတည်းဒီ iPhone မှာလည်းဟိုပြလိုက်မယ်နော်ဒီကျွန်တော်တို့ကို pilot နဲ့လောက်တာလေးပြလိုက်မယ်ခုနကတော့လို့ပဲကျွန်တော်တို့ဒီဟာဒါကတော့ကျွန်တော်ဒီမှာတော့ခုနကတော့ရှင်းပြသလိုပဲကို pilot ကတော့တိတ်ပြီးတော့အင်္ဂလိပ်မြန်မာလိုတိတ်မကောင်းတော့ကျွန်တော်အင်္ဂလိပ်လိုပဲရေးလိုက်မယ်နော်ကျွန်တော်နှစ်တကူဆောင်းပါနှစ်တကူဆူတောင်းပုံတစ်ပုံလောက်ထုတ်ပေးပါ Happy Myanmar New Year ဆိုတဲ့စာသားလေးထည့်ပေးပါနာမည်ကိုလည်း Ikimu လေးထည့်ပေးပါเนาะရေစည်းပကြီး style လုပ်ပေးပါဒီခါတော့ကျွန်တော်နည်းနည်းကွန့်လိုက်တယ်ပေါ့ဗျာ style မှာကျွန်တော်ရေစည်းပကြီးပေါ့เนาะဒါကိုလည်းခုနပြောသလိုပဲမြန်မာလိုရေးလဲရတယ်เนาะ style တို့ဘာလို့ကအင်္ဂလိပ်လိုရေးရင်တော့ပို့ပြီးတော့တိကျတာပေါ့ဗျာသူတို့ကမှတ်ထားတဲ့ဟာမျိုးလေးရှိတော့ဒါပေမဲ့လုံးကြည့်လိုက်မယ်လေเนาะဘလို့လေးထွက်လာမလဲဆိုတော့ကျွန်တော်လုံးကြည့်လိုက်မယ်အကုန်လုံးကျွန်တော်ရေးထားတာတွေအကုန်လုံးကျွန်တော် copy ကူးလိုက်မယ် copy ကူးတဲ့အခါတွားပြီးတဲ့အခါကျရင်ကျွန်တော်ဒီတစ်ခါကိုပိုင်းလုံးမှာကျွန်တော်မေးလိုက်မယ်เนาะကိုပိုင်းလုံးမှာကျွန်တော်မေးလိုက်မယ်ပိုင်းလုံးမှာ paste လုပ်လိုက်မယ်ဟုတ်ပြီခုနကကျွန်တော်ရေးထားတဲ့ဟာလေး paste လုပ်ပြီးကျွန်တော်မေးလိုက်မယ်မေးလိုက်ရင်ကိုပိုင်းလုံးကတော့Gemini နဲ့စာလို့ရှိရင်ပုံထုတ်တာနည်းနည်းနှီးတယ်ပုံစံလည်းမတူဘူးပေါ့နော်ဒါအောင်ပြောတာပါဟိုပုံနဲ့ AI တစ်ခုနဲ့တစ်ခုဒီသူတို့ရဲ့ဟိုပုံထုတ်ပေးနိုင်တဲ့စွမ်းရည်တွေလည်းကွာတယ် AI များသောအဖြစ်ကတော့ဟိုသူ့စွမ်းရည်နဲ့သူကွာတော့နော်တခါလေလည်းတချို့ကလည်းဟို Gemini ကိုပူကြိုက်ကြများသောအဖြစ်ကတော့ Gemini ပူကြိုက်တဲ့လူတွေများတယ်ပုံထုတ်တဲ့အခါမှာလေအမေကိုပိုင်းလို့ပုံလေးတွေလည်းကောင်းပါတယ်ကျွန်တော်လည်းတခါလေကြောက်လို့ကိုပိုင်းလို့နဲ့ပုံလေးတွေထုတ်ပေးတာမျိုးလေးရှိတယ်တခုကတော့ခုနပြောသလိုလေကိုပိုင်းလို့ကတော့ Gemini နဲ့ကွာတော့နည်းနည်းပို့ပြီးတော့စောင့်ပါတယ်နော်စမ်းကြည့်ပါဒါပေမဲ့ကျွန်တော်မှားတယ်လို့ပဲဒီပုံတွေထုတ်လို့ရှိရင်ကျွန်တော်တို့ကပတ်စံမပေးထားတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ခေါ်တော့ free tier ခေါ်တာပေါ့နော်အဲ့မှာပတ်စံမပေးထားတဲ့အတွက်ကြောင့်သူ့မှာကန့်သက်ချက်တွေရှိတယ်အများကြီးထုတ်လို့မရဘူးနောက်ပြီးတော့ပုံတွေလည်းဟိုတိတ်ပြင်လို့မရဘူးပေါ့နော်တခါကြလို့ရှိရင်ထွက်လာတဲ့ပုံလည်းပြန်ပြင်ခိုင်းလို့ရတယ်နော်ဟောငါဒီနေရာလေးကတော့မကြိုက်ဘူးအဲ့ဒါလေးပြင်ပေးပါဆိုလဲလုပ်လို့ရတယ်စမ်းကြည့်ပါစမ်းကြည့်ပြောလို့ရှိရင်ဒါအင်စာပဲပြောကြပါစို့ပေါ့နော်အင်စာလိုပဲကျွန်တော်ဟိုဒီဟို post ရဲ့ကျွန်တော်အဲ့ Lowberry က post မှာပဲဖြစ်ဖြစ်ကျွန်တော်တင်ထားတဲ့ post ဒီမှာပဲဖြစ်ဖြစ် group မှာလည်းဖြစ်ဖြစ်ပေါ့နော် group မှာလည်းကျွန်တော်တို့ group AI နဲ့ cyber လုံခြုံရေးဆိုတဲ့ group ရှိတယ်မလားအဲ့ group ထဲမှာလည်းဝင်ထည့်လို့ရတယ်အဲဒီပုံလေးလည်းကောင်းပါတယ်ကျွန်တော်ဒီပုံလေးလည်းသဘောကျတယ် Happy Myanmar New Year နော်ဒါရည်စည်းပကြီးကားပေါ့ဗျသူတို့ဟိုတိတ်တော့ရိုင်းတော့မတူဘူးပေါ့လေဒါပေမဲ့လည်းမစိုးပါဘူးနော်ရွှေကုံဖျားစူပါတယ်အတာအိုးတောင်ပါသေးတယ်နော်အောက်မှာကျွန်တော်နာမည်လေးနဲ့စိုင်းထိုးတာအဲ့လိုပေါ့ဗျာနော်အဲ့ဒါလေးကိုလည်းစီလို့ရတယ်စိတ်ပြီးသွားတဲ့ခါကြလို့ရှိရင်ကိုပြန်ပြီးတော့မျှကိုလေလိုအပ်တာရှင်းပြောပါတဲ့အခြားပါရှင်းအယောင်တွတ်လေးတွေလိုချင်လားတဲ့တော့ပြန်အောင်မေးသေးနော်ဂျမ်မှုပူထူးထူးလေးတွေပြန်လုပ်ပေးအောင်မလားအဲ့ပုံမှာသူမေးတဲ့ပုံမှာမူတီးပြီးတော့ပြင်လို့ရတယ်ပေါ့နော်ဒါမဲ့လည်းကျွန်တော်ပြောသလိုပဲခဏခဏပြင်ခိုင်းလို့ရှိရင်တော့သူကဒီနေ့အတွက်300ကုန်သွားတာမျိုးတော့ဖြစ်တတ်တယ်ပေါ့ဗျာနော်
ကွက်ကိုလေးတွေအဲ့ဒါမျိုးလေးတွေစမ်းကြည့်ကြပါထုတ်ကြည့်ကြပါပြီးရင်ကျွန်တော် post မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် group ထဲ post မှာ group မှာပဲဖြစ်ဖြစ်ပေါ့နော်ပြန်လာပြကြပါကျွန်တော်လည်းကြည့်ကျင်တယ်ဟိုအမျိုးမျိုးပေါ့နော်ကျွန်တော်ရေးခိုင်းတဲ့အတိုင်းပဲရေးစရာမလိုပါဘူးကိုစိတ်ကြိုက်ဆူတောင်းလေးတွေရေးလို့ရတယ်ဒါကတော့ဟိုတကြံတော့ပဲမဟုတ်ဘူးသတင်းချွတ်လည်းရတယ်ဇောင်ဘုံလည်းရတယ်အင်္ဂလိပ် New Year လည်းရတယ်ကရင်နှစ်တကူလည်းရတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေလောက်တက်သွားလို့ရှိရင်ဟိုဖန်တီးလို့ရတာတွေအများကြီးဖြစ်သွားမှာပေါ့နော်ကိုစိတ်ကြိုက်ဖန်တီးလို့ရတယ်ဟုတ်ကဲ့အဲ့ဒါကတော့ကျွန်တော်သင်ခန်းစာကတော့ဒီလောက်ပါပဲကျွန်တော်သင်ပေးတဲ့သင်ခန်းစာအနေနဲ့ကတော့ဒီနေ့လက်တွေ့သင်ခန်းစာကတော့ကျွန်တော်ပုံလေးတွေဘယ်လိုလုပ်ရလဲဆိုတော့ရှင်းပြရတယ် iPhone မှာလည်းAndroid phone မှာလည်းရှင်းiPhone မှာလည်းရှင်းပြရနော်ကျွန်တော်သင်တန်းအတွက်ဟိုမျှဝေလာတာတွေလည်းမနေတော့ပါဘူးเนาะနောက်ပြီးတော့ AI daily မှာလည်းကျောင်းသားအများစုဝင်ပြီးတော့ဟိုနေ့စဉ်လုပ်နေကြတာလေကျွန်တော်တွေ့တယ်အဲ့လိုပေါ့ဗျာတဖြည်းဖြည်းနဲ့လှုပ်ရင်းနဲ့ကိုယ်ပိုင် idea လေးရလာလို့ရှိရင်ဘယ်လိုသုံးရမလဲဆိုတော့ပိုသုံးတတ်ပါလိမ့်မယ်ဟိုကိုသုံးလာတဲ့ဟာအဆင်ပြေတာတွေပဲဖြစ်စေအဆင်မပြေတာပဲဖြစ်စေပေါ့เนาะကျွန်တော်တို့ AI နဲ့ cyber လုံခြုံရေးအတိုင်းမြုံ group မှာမျှဝေလို့ရတယ်เนาะဆွေးနွေးလို့ရတယ်တယောက်ကိုတယောက်မသိတာဖလှယ်လို့ရတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးအတွက်အားလုံးနှစ်သက်မှာကိုရောစိတ်ရောရှင်လန်းချမ်းမြေ့ကြပါစေဘေးရန်ကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးနှုတ်ဆက်ပါတယ်